အင်းစိန်ထောင်မှဂေးဒန္တာရီဒီဇလန်ဟာတစ်ချိန်ကအင်းစိန်အကျဉ်းထောင်မှာအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ဇလန်ဖြစ်ပါတယ်လူငယ်တွေရမှရေပန်းစားခဲ့ပြီးနာမည်ကျော်စာအုပ်တို့ဖြစ်ခဲ့တဲ့အင်းစိန်ထောင်တွင်းမှာဂန်နွယ်လူမကြီးများစာအုပ်ကိုရေးသားခဲ့သူစာရေးဆရာစကြွေးဆရာဇော်သက်ထွေးရဲ့လက်ရာကောင်းဇလန်တို့လည်းဖြစ်ပါတယ်ကဲဇလန်လေးကိုစလိုက်ကြအောင်ဗျာ1990ခုနှစ်ကာလတစ်ဝက်ကမြန်မာနိုင်ငံရဲ့အကြီးဆုံးထောင်ဖြစ်တဲ့စံပြဗဟိုအင်းစိန်အကျဉ်းထောင်မှာတာမန်ရာဇဝတ်အကျဉ်းသားတွေအပြင်ဒီမိုကရေစီလှုပ်ရှားဆောင်ရွက်မှုကြောင့်ပြည်ထောင်အမျိုးမျိုးချမှတ်ခံထားရတဲ့ကျောင်းသားတွေဘုန်းကြီးတွေနဲ့နိုင်ငံရေးသမားတွေလည်းအများအပြားရှိနေပါတယ်။နိုင်ငံရေးသမားတွေကိုတတ်မှတ်ထားတဲ့ထောင်ကျဆောင်ဝန်ကနေအပြင်ထွက်ခွင့်မပေးပါဘူး။ကျန်တဲ့အကျဉ်းသားများကတော့ချထားတဲ့အလုပ်နေရာကိုအကြောင်းပြုပြီးတစ်ထောင်လုံးကိုသွားလာလို့ရပါတယ်။အင်းစိန်အကျဉ်းထောင်မှာယောက်ျားလေးအချုပ်ဆောင်နဲ့ထောင်ကျဆောင်ဆိုပြီးခွဲခြားထားသလိုမိန်းကလေးအချုပ်ဆောင်နဲ့ထောင်ကျဆောင်လည်းရှိနေပါတယ်။မိန်းကလေးအဆောင်နဲ့ယောက်ျားလေးအဆောင်တွေကြားမှာသွာလာဆက်သွယ်ခွင့်တွေမလုပ်ဖို့ကတော့အကျဉ်းထောင်ဝန်ထမ်းတွေကတင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားပါတယ်။ဒီလိုကြားမဆောင်တွေခွဲခြားထားပေမဲ့ထောင်ထဲကိုအကြောင်းအမျိုးကြောင့်ရောက်ရှိလာကြတဲ့ဂေးတွေအလှဖန်တီးရှင်တွေကိုနေရာချပေးရမှာတော့အကျဉ်းထောင်အနေနဲ့အုံနောက်အတော်600ပါတယ်။အမျိုးသမီးအဖြစ်စိတ်ပိုင်းဆိုင်ရာရောရုပ်ပိုင်းဆိုင်ရာပါခံယူထားသူတွေကိုယောက်ျားတွေကြီးနေတဲ့အဆောင်မှာထားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့အမျိုးသားဆောင်တွေမှာလည်းနှစ်ပေါင်းများစွာအကျဉ်းချပြီးမိမနဲ့အနေဝေးတဲ့အကျဉ်းသားရာပေါင်းများစွာရှိနေလို့ပါပဲဒီလူတွေကြားမှာသွားထားရင်တော့တေချာပေါက်ရံပွဲတွေပဋိပက္ခတွေဖြစ်လာနိုင်ပါတယ်မိန်းကလေးဘဝခံယူထားလို့ဆိုပြီးအမျိုးသမီးဆောင်တွေမှာသွားထားလို့လည်းမဖြစ်ပါဘူးဘာလို့လဲဆိုတော့အမျိုးသမီးထောင်မှာယောက်ျားနဲ့နှစ်ပေါင်းများစွာဝေးနေကြတဲ့မိမအကျဉ်းသားတွေရာပေါင်းများစွာရှိနေလို့ပဲဖြစ်ပါတယ်ဒါကြောင့်အကျဉ်းတော်အာဏာပိုင်တွေဟာဂေးအုပ်စုကိုထောင်ဆေးရုံတွေကနေလွတ်နေတဲ့လက်ပါတိုက်တွေမှာစုပြီးထားလေရှိပါတယ်အင်းစိန်ထောင်ဟာနှစ်ပေါင်း100ကျော်သက်တမ်းရှိပြီးအရင်ခေတ်တွေမှာတော့လက်ပါယောဂါတွေပေါ်များပြီးထောင်ကျလာရင်သိချထားရှိပါတယ်ဒီဘက်ခေတ်မှာတော့လက်ပါယောဂါတွေဆိုတာမရှိစလောက်ရှားသွားခဲ့ပါပြီဒါကြောင့်ထောင်ကျလာတဲ့ဂေးတွေကိုအဲ့ဒီလက်ပါတိုက်မှာအလွယ်တကူထားလိုက်တာပါပဲဒါပေမဲ့နောက်ပိုင်းမှာညတာဝန်ကြဝန်ထမ်းတွေနဲ့ဇလန်းတွေရှုပ်လို့ဆိုပြီးတွဲဖက်ထောင်ကကြီးအဆောင်တဲ့နောက်ဘက်ချမ်းဆယ်ကန်းတွဲမှာသူတို့ကိုနေရာပြောင်းရွှေ့လိုက်ပါတယ်ရှေ့ဘက်ချမ်းဆယ်ကန်းတွဲမှာတော့နိုင်ငံရေးသမားတွေရှိပါတယ်နိုင်ငံရေးသမားတွေကကိုချုပ်တီးနိုင်စွမ်းရှိလို့ဘာပြဿနာမှမရှိခဲ့ပါဘူးလွန်ရောကြွရောတချင်းဆောင်းဆိုတာတော့ရှိတာပေါ့ဂန်ဒူးမဘွားကိုစိတ်နာတယ်လို့ဘာလို့ပေါ့ဒါပေမဲ့အင်းစိန်အချင်းတော်တမိုင်းမှာထူးခြားခြားဖြစ်ရတဲ့ခုလည်းရှိခဲ့ပါသေးတယ်အဲ့ဒါကတော့ဗကြံကာလအတွင်းမူရရန်ကားမှုနဲ့ရန်ဖြစ်တဲ့သူတွေကိုတရားရုံးတွေကထောင်9ရက်ချပါတယ်ဗကြံတွင်းကာလဆိုတော့ဖမ်းဆီးထောင်ချခံရတဲ့သူတွေကလည်းအတော်များပါတယ်ရန်ကုန်တိုင်းအတွင်းမြို့နယ်အသီးသီးကပို့လိုက်တဲ့တရားခံတွေဟာညမောင်ရင်ပြိုးမှအင်းစိန်ထောင်ကိုရောက်ရှိလာကြပါတယ်။ထောင်မှုတွေထောင်ပိုင်တွေကလည်းပဇင်းကာလာဖြစ်လို့သူတို့တွေကိုမြွေဆန်မဲအဆောင်ခွဲလိုက်ပါတယ်။မင်းကလေးဆိုမင်းကလေးဆောင်ယောက်ျားလေးဆိုယောက်ျားလေးဆောင်အဆောင်ခွဲတာမှဘာပြဿနာမှမရှိပါဘူး။ဒါပေမဲ့နှစ်ဆန်း2ရက်နေ့မှာတော့အမျိုးသမီးထောင်ကနေပူညံအတန်ကြားရတော့တာပါပဲ။ပြဿနာကအမျိုးသမီးအချင်းထောင်တန်းစီနဲ့ထဝင်းပုတ်ကိုင်တို့ရဲ့ရံပွဲကစတာပါ။ဝန်ထမ်းတွေကရံပွဲကိုဖြန့်ဖြေပြီးစစ်ဆေးလိုက်တော့အမျိုးသမီးအချင်းထောင်ထဲရောက်နေတဲ့ယောက်ျားလေးကိုညဘက်အတူအိပ်ဖို့လူရကနေကြီးကျယ်တဲ့ရံပွဲဖြစ်သွားခဲ့ရလို့ပါပဲဒီသတင်းလဲကြာရောထောင်ပါကြီးလဲခေါင်းကိုဆင်နှင်းခံရတော့ပါပဲချက်ချင်းပဲစစ်စေးအဖွဲ့တွေဖွဲ့ရပါတယ်စစ်စေးအဖွဲ့ရဲ့အစည်းအဝေးခန်းစာအရပကြံတွင်းဝင်လာတဲ့အကျဉ်းသားတွေထဲမှာသပင်းရှိအသားဖြူနဲ့ချောမောလှပတဲ့မင်းကလေးတယောက်ပါလာလို့မင်းကလေးထောင်ကိုပို့လိုက်ပါတယ်အမှန်တော့မင်းကလေးအစ်စ်မဟုတ်ပဲအလွန်ချောမောတဲ့ဂေးတယောက်ဖြစ်နေခဲ့တာပါတရားသူကြီးကလည်းမင်းကလေးလိုယူဆပြီးထောင်ချလိုက်တာဖြစ်ပါလိမ့်မယ်ဒီလိုနဲ့နောက်ဆုံးသူ့ကိုတီးတန့်တိုက်ခန်းမှာတိချာချုပ်နှောင်ထောက်လိုက်ရပါတယ်သူ့ကိုဂေးမမသိပဲအမျိုးသမီးဆောင်ကိုပို့လိုက်တဲ့ထောင်ပူးကြီးကိုတော့နှစ်တိုးလာစာရှော့ချတဲ့အဖြစ်တံပေးခဲ့ပါတယ်သူ့ကိုယောက်ျားလေးမှမယုံကြည်လို့တွားကြည့်တဲ့ထောင်ပိုင်ထောင်မူဝန်ထမ်းတွေလည်းအဲ့ဒီဂေးကိုကြည့်ပြီးလက်ပြားတစ်ခါခါပါပဲသူကတော့ထောင်ထဲကမထွက်ခင်မှာအားလုံးရဲ့ဂရုစိုက်ခြင်းကိုခံခဲ့ရပါတယ်။ကောလာဟာလသတင်းတရက်အနေနဲ့ကတော့သူ့ကိုလူတဲ့တန်းစီနဲ့သမင်းပုတ်ကိုင်ကိုထောင်ပိုင်ကြီးကဆရာဝန်နဲ့တိုင်ပင်ပြီးကိုဝန်တားစီထိုးပေးလိုက်ရတယ်ဆိုပြီးထောင်လုံးသတင်းပြန်သွားပါတော့တယ်။ဘယ်လိုပဲပြောပြောဂေးတနာရီတစ်ခုအေးစိန်အချင်းထောင်မှာအမှန်တကယ်ရှိခဲ့ပါတယ်။အဆုံးထိကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။